ကဲဆီယမတို့သင်ချတဲ့အခန်းတရဲ့လေ့ကျင့်ခန်း1.1ထိပြီးသွားပြီနော်အဲ့တော့ဆီယမတို့ဒီလေ့ကျင့်ခန်း1.1ပြီးပြီဆိုတော့1.1တော့ဆီယမတို့ irrational ကိန်းတန်းတွေကိုပေါင်းတယ်စားတယ်မြောက်တယ်အဲ့ဒီအောက်က irrational ကိန်းတွေကို rationalize လုပ်တယ်စသဖြင့်မျိုးစုံတွက်ခဲ့တယ်အခုကျတော့သူက1.6ကိန်းစစ်များနဲ့ကိန်းစစ်မြင်းဆိုပြီးတော့ရှိတယ်အဲ့ဒီဟာကကြသူကဆီယမတို့ကိန်းမြင်းတွေပေါ်မှာ irrational ကိန်းတွေကိုနေရာချရလာတော့မယ်ဥပမာတက်ဆိုရင် irrational ကိန်း √5 ကိုကိန်းစစ်မြင်းပေါ်တွင်ကိုစားပြုသောမှတ်သားဖော်ပြပါတယ်အဲ့တော့ဆီယမတို့ကိန်းစစ်မြင်းဆိုတာကဒီမှာဆီယမချက်အစမ်းမြင်းချဆွဲထားတယ်ဒီလိုမြင်းတွေကိုခေါ်တာ3ညရှိမယ်ဒီဘက်ညာဘက်ချောင်းသွားလာကအပေါင်းကိန်းပြေဖြစ်ပြီးတော့ဒီဘက်ချောင်းသွားလာကအနှုတ်ကိန်းပြေဟုတ်တယ်နော်အဲ့တော့ဆီယမတို့ရဲ့ဒီကိန်းစစ်မြင်းဆွဲတဲ့အခါဘယ်တော့မှမိမကြံတင်တာကညာဘာလို့ဆိုတော့နံပါတ်တိုင်းရဲ့ဘယ်ဘက်ကောညာဘက်ကောမှာအဆုံးမရှိဘူးအကန့်အသတ်မဲ့တယ်အဲ့တော့ဆီယမတို့ဆွဲတိုင်းအမြဲတမ်းမျှထည့်ပြီးအဲ့တော့ဆီယမတို့အရင်ရှစ်တန်းမှာတော့ကြတော့ဒီကိန်းစစ်မြင်းတွေပေါ်မှာ1ဆို1 2ဆို2စသဖြင့်နေရာတွေချပြီးတော့ပေါင်းခဲ့နှုတ်ခဲ့တာတွေရှိတယ်အခုကျတော့သူကကိန်းစစ်မြင်းပေါ်မှာကိန်းစစ်တွေကိုချရတာမဟုတ်ဘဲနဲ့ဒီ irrational ကိန်းကိုချရတော့မယ် √5 ကြီး √5 ကဒီနေရာမှာဘယ်နေရာလဲဆိုတော့ဆီယမတို့မသိနိုင်ဘူးဟုတ်တယ်နော် √5 ရဲ့တန်ဖိုးက2 point ကျော်ရင်ကျော်လိုက်မယ်ဘယ်လောက်လဲဆိုတော့ဆီယမတို့သိချလဲမသိဘူးကဲအဲ့တော့ဆီယမတို့ √5 ကိုဘယ်လိုချမလဲပေါ့ကိန်းစစ်မြင်းပေါ်မှာအဲ့တော့ဆီယမတို့ဆက်စဉ်းစားရမှာကဒီ √5 ကို root ကြီးကဒီကိန်းစစ်မြင်းပေါ်မှာရှာလို့လည်းမရဘူးဆိုတော့ root ကိုခဏဖြောက်ပြီးစဉ်းစားကြည့်မယ်9ပေါ့ဟုတ်တယ်နော်အဲ့9ကိုဆီယမတို့နှစ်ထပ်ကိန်းလေးတွေနဲ့နှစ်ထပ်ကိန်းပါတာနဲ့ပဲစဉ်းစားရအောင်ဘာလို့ဆိုတော့ဆီယမတို့ Pythagoras theorem လေးသုံးခြင်းလို့9ဆိုတော့ဆီယမတို့1နှစ်ထပ်အပေါင်း2နှစ်ထပ်ဟုတ်လား1နှစ်ထပ်က1ပဲ2နှစ်ထပ်က4နဲ့1နဲ့ပေါင်း9ပြန်ရမယ်ဟုတ်တယ်နော်နှစ်ထပ်ကိန်းလေးတွေနဲ့ပေါင်းတာလေးကိုစဉ်းစားလိုက်အောင်မယ်ကဲအဲ့တော့အဲ့ဒါလေးတော့တစ်ချက်ခေါင်းစားရမယ် sorry ဒီဘက်မှာညီမချင်းရေးမနေနဲ့တော့ငါက1နှစ်ထပ်အပေါင်း2နှစ်ထပ်ဒါ √5 မဟုတ်သေးဘူးเนาะဆီယမတို့5ကိုပဲစဉ်းစားတည်ရနောက်ကျမှဒီ5ကိုဘာလို့ root ဖြောက်ပြီးစဉ်းစားလဲဆိုတာကိုပုံဆွဲရင်ပုံပေါ်လာတော့မှဆီယမချက်ရှင်းပြမယ်လောလောဆယ်ဆီယမတို့ဒီ1ရှိတယ်2ရှိတယ်အပေါ်နှစ်ထပ်ကိန်းနေမစဉ်းစားနဲ့1ရှိတယ်2ရှိတယ်3ညနေစမယ်တနေရာချလိုက်ရပေါ်ကနေနောက်ထပ်ဆီယမဒီတစိတ်လေးတွေကို2စင်တီစီဆွဲထားတယ်2စင်တီစီဟုတ်ပြီနော်ဆွဲတဲ့အခါတနေရာနဲ့တနေရာတူပါစေဒါ2စင်တီဆိုအကုန်လုံး2စင်တီနဲ့ဆွဲ1စင်တီဆိုလည်းအကုန်လုံး1စင်တီနဲ့ဆွဲမတူပဲမဆွဲနဲ့ညီအောင်ဆွဲအဲ့တော့ဒီမဲ့1စင်တီတကွက်စာချလိုက်ပြီဆိုလို့ရှိရင်ဆီယမတို့နောက်ထပ်2ကို2ကွက်စာသူ့အရေးအတွက်အတိုင်း2စင်တီဆိုတော့ဆီယမတို့2ကွက်စာထပ်ချမယ်ကဲအဲ့တော့ဆီယမတို့ဒီလိုပုံလေးရလာလိမ့်မယ်ဟုတ်ပြီနော်အောက်ကတကွက်အပေါ်က2ကွက်စာဆီယမကတကွက်ကို2စင်တီစီဆွဲရဲဆိုတော့အပေါ်က4စင်တီစာရှိမယ်နာမည်လေးတွေပြလိုက်ရအောင်ဒါက O ဒါက Bဒါကို A လို့ရှင်ဆီယမတို့ O နဲ့ A နဲ့ဆက်လိုက်မယ်တောင်းမှန်3ကပုံလေးရလာအောင်ကဲတော့ဆီယမတို့တောင်းမှန်3က OBA OAB ဆိုပြီးရလာလိမ့်မယ်ဟုတ်ပြီနော် OAB မှာကဆီယမတို့ဒီဟာက OA ကတောင်းမှန်ခံအနာကြီးတောင်းမှန်ခံအနာကျန်တာတွေကတောင်းမှန်ခြေထောက်လေးတွေပေါ့အဲ့တော့တို့နှစ်ခုဆီယမတို့ Pythagoras theorem နဲ့လုပ်ကြည့်ရအောင်တမင်တောင်းမှန်3ကပုံပြအောင်ဆွဲထားတာနော်ဒီမဲ့1 unit 2 unit ကို1 unit ဆိုပြီးအနောက်က2 unit ဆက်မဆွဲတော့ဘလို့ဆိုတမင်တောင်းမှန်3ကပေါ်အောင်လို့ကဲထားပါတော့အဲ့တော့တောင်းမှန်3ကလေးပေါ်သွားပြီOA ကတောင်းမှန်ခံအနာပုံတွေနေရဆိုလို့ရှိရင် Pythagoras theorem အရာဆိုလို့ရှိရင်ဆီယမတို့ဒီတောင်းမှန်ခံအနာနှစ်ထပ်ကိန်းကကျန်အနာနှစ်ထပ်ကိန်းပေါင်းလက်နဲ့ညီတယ်ဟုတ်ပြီနော် Pythagoras theorem ကတော့တည်တယ်ပါတယ်ကဲ OA square equal to OB square plus AB square အဲ့ကဲတော့ဆီယမတို့ကဒီမဲ့ OB က1 unit နဲ့ဆွဲထားဆိုတော့1နှစ်ထပ်ဟောဒီဘောဟာလေးပြန်ယူလိုက်ရကြသွားပြီပြီးတော့ AB က2နှစ်ဆိုတော့ဒီမှာ2နှစ်ထပ်အဘောဟာလေးပြန်ယူရကြသွားပြီတမင်အဲ့အဘောဟာလေးပြန်ရအောင်လို့ဆီယမတို့ဒီပုံစံနဲ့ကိုပေါင်းဝင်အောင်ဆွဲထားတာဟုတ်ပြီနော်1နှစ်ထပ်က1 2နှစ်ထပ်က4ပေါင်းလိုက်တော့5ဒီ9ကိုပြန်ရသွားပြီအဲ့တော့ဆီယမတို့လိုချင်တာက √5 တန်ဖိုးရအောင်လုပ်ဖို့ဆိုရင်ဆီယမတို့ဒီ OA က square ဖြစ်နေတယ် OA တခုလည်းစားပဲလိုချင်တာ OA square ကိုဖြုတ်မယ်ဆိုတော့ဒီဘက်ကို root သွားတင်√5 ကျန်မယ်အဲ့တော့ဆီယမတို့ကဒီမဲ့ OA တန်ဖိုးက√5ဆိုတာကြီးရသွားပြီဟုတ်တယ်နော် OA တန်ဖိုးက√5ဆိုတာရတယ်ဒါမဲ့ဒီ√5ကြီးကအပေါ်ကြီးရောက်နေဆီယမတို့လိုချင်တာဒီကိန်းစစ်မြင်းပေါ်လိုချင်တာဒီအပေါ်ကြီးမှလိုချင်တာမဟုတ်ကိန်းစစ်မြင်းပေါ်ချပေးရမယ်အဲ့တော့ကိန်းစစ်မြင်းပေါ်ချဖို့တော့ဆီယမတို့ထောက်ချုံသုံးမယ်ထောက်ချုံကိုဆီယမတို့ဒီ O အမှတ်မှာချ A အမှတ်နဲ့တောက်တာလေးညီရလေးဆွဲပြီးရင်ဒီဘက်ကိန်းစစ်မြင်းပေါ်ဆွဲချလိုက်ကဲတော့ရလာတဲ့ကိန်းစစ်မြင်းပေါ်အမှတ်ကိုဆီယမတို့ဒီရွေးထားပါတော့ AD အမှတ်ဒီအမှတ်ကသူလိုချင်တဲ့√5ပဲဆီယမတို့√5တန်ဖိုးရှာကြည့်လို့ရှင်2တက်သမဆိုပြီးထွက်လိုက်မယ်အဲ့တော့ဒီမဲ့ကြည့်1 unit 2 unit ကြော်လေးထွက်တာတွေ့လားနော်အဲ့လိုလေးခံမှန်းကြည့်ညှိပြီးတော့ကြည့်လို့ရတယ်ကဲဆီယမတို့ဥပမာ2လေးကြည့်ရအောင်ဥပမာ2ကသူက irrational ကိန်း10ကိုတဲ့ကိန်းစစ်မြင်းပေါ်နဲ့ကိုစားပြုတော့မှတ်သားကိုဖော်ပြပါတယ်အရှိမဆီယမတို့လုပ်ခဲ့တာက√5ကိုလုပ်ခဲ့ရဟုတ်တယ်နော်အခု √10 ကိုဆီယမတို့လုပ်ရမယ်
root down ကိုလောက်မယ်ဆိုတော့ကဒီ root down ကိုခုနရှေ့ကပြောခဲ့တဲ့အတိုင်းပဲ root စဉ်းစားပြီးဖြောက်ပြီးတော့နှစ်ထပ်ကိန်းလေးစဉ်းစားမယ်ပေါ့နှစ်ထပ်ကိန်းလေးစဉ်းစားမယ်ဆိုရင်သူကဒီပု္ပ္ပစာတွေပေးတဲ့အခါမှာဒီနှစ်ထပ်ကိန်းစဉ်းစားလို့ရတဲ့ Pythagoras theorem နဲ့ပုံစံဝင်တဲ့ကိန်းကိုပဲပေးလိုက်မယ်ခုန root 5ဆိုလို့ရှိရင်1နှစ်ထပ်နဲ့2နှစ်ထပ်လုပ်လို့ရတယ်လို့မျိုးပဲဒီမှာဆိုရင်လည်း1နှစ်ထပ်နဲ့3နှစ်ထပ်လုပ်လို့ရတယ်3နှစ်ထက်က9 1နှစ်ထက်က1ပဲ9နဲ့1ပေါင်း10ပြန်ရတယ်ဟုတ်တယ်နော်အဲ့လိုကိန်းလေးပဲပေးလိုက်မယ်လုပ်လို့ရတဲ့ဟာလေးပဲအဲ့တော့ဆင်မတို့1ယူမယ်3ယူမယ်ခုနပြောခဲ့ဖို့မိသွားလို့ဆင်မတို့ခုနယူခဲ့တာကြတော့ဒီဘက်မှာက1နဲ့ဟုတ်တယ်နော်1 unit နဲ့အပေါ်2 unit ထောင်လိုက်တာအောက်က1 unit အပေါ်ထောင်တာ2 unit အဲ့လိုမလုပ်ချင်မဲနဲ့အောက်က2 unit ယူပြီးတော့အပေါ်ပဲ1 unit ထောင်ရင်လည်းရတယ်ဘလို့ဆွဲအဓိကကသူဒီတိုင်းဆွဲချလိုက်တဲ့ထောက်ချွန်နဲ့ဆွဲချလိုက်တဲ့နေရာတူနေဖို့ပဲအများစုကတော့တူကြလိမ့်မယ်ပုံမတူရင်တော့မှာပေါ့အမှဒီမှာဆိုလဲအဲ့တိုင်းပဲအောက်က1 unit အပေါ်3 unit ထောင်ခြင်းလည်းရတယ်လို့အောက်ကို3 unit ယူပြီးအပေါ်1 unit ပဲထောင်ခြင်းလည်းရတယ်ဟုတ်ပြီနော်ဖတ်စာအုပ်ထဲမှာတော့သူက1 unit လှဲထားတယ်3 unit ထောင်ထားတယ်ဆင်မဟာက2စင်တီစီလောက်ထားတာဆိုတော့3 unit ထောင်လိုက်ပြီဆိုလို့ရှိရင်6စင်တီထောင်ရမှာ6စင်တီထောင်မှာဆိုတော့နည်းနည်းရှည်သွားမှာဆိုလို့ဆင်မဒီမဲ့3 unit လှဲလိုက်မယ်1 unit ထောင်လိုက်မယ်နားလည်မယ်နော်ပုံစံမတူဘူးဆိုပေမဲ့အဖြေကတူတူပဲထွက်လိမ့်မယ်ကဲအဲ့တော့ဆင်မတို့ဒီပုံလေးရလာပြီဆင်မတခါလေးဒီမဲ့နှစ်ခုပါဆက်ဆွဲလိုက်တဲ့ O A B နာမည်လေးပေးအောင်ဆင်မအောက်ကို3 unit ယူထားရင်တော့အပေါ်1 unit ပဲထောင်ထားတယ်ကဲအဲ့တော့ဒီကရလာတဲ့တောင်းမှန်ခံအနာ OA ရ root 10တူလို့ခြင်းနဲ့ root 10ဟုတ်ပြီနော်တခါလေးတန်ရေးထားလိုက် root 10အဲ့တော့ဆင်မတို့တွက်ကြည့်ရအောင်ဆိုတော့က OA square equal to OB square plus AB square ကဲအဲ့တော့ OB square ဆင်မတို့3 unit ယူထားတယ်3နှစ်ထပ် AB square က1 unit ယူထားတယ်1နှစ်ထပ်3နှစ်ထက်က9 1နှစ်ထက်က1ပေါင်းလိုက်ရင်10 OA က square ပဲရှိတယ် square ကို10ဆိုဆင်မတို့လိုချင်တာ square မဟုတ်ဘူး UUOA အဲ့တော့ UUOA ကိုလိုချင်ရင်ဟိုဘက်ကို square root သွားတင် root 10ရမယ်ကဲအဲ့တော့အဖြေက OA root 10ကိုဆင်မတို့ကဒီပုံမှာပဲရှိတရားကိန်းစင်မြင့်ပေါ်မှာလိုချင်တာဆိုတော့ထောက်ထွန်းတဲ့နေရာချမယ် O ကို O နေရာမှာထောက်ပြီးလို့ရှိရင် A ထိအမှတ်လေးညီအောင်ယူဒီဘက်ကိုဆွဲချကဲတော့ဆွဲချလို့ရလာတဲ့ဒီ3ကြော်နေရာလေးနာမည်တစ်ခုပေးလိုက် Q ဖြစ်ပေါ့ AQ က irrational gain root 10ကိုဖော်ပြသည်ဆိုတဲ့စာလေးသူဒီမဲ့ဒီအောက်မှာရေးပေးထားတယ် E တွင်အမှတ် Q သည် irrational gain root 10ရှိသည့်နေရာကိုဖော်ပြသည်အဲ့စာလေးရေးပြီးရင်ပြီးပြီရမယ်နော်